အစတကိုက်တောင်4000ကျော်နေတဲ့မဝါးနားတွေကိုလေမမေကချုပ်ပြီးသားဘောင်းမီပေါ့နော်မင်းတို့ဘောင်းမီတစ်ထည်ကိုချုပ်မယ်ဆိုရင်လေအစကလေတကိုက်နဲ့9လက်မလောက်ကုန်တယ်ပေါ့နော်ဒါကိုချုပ်ခတော့မပါသေးဘူးပေါ့နော်အစတကိုက်က4000ကျော်တယ်ဒီမှာကျုံမင်းဒီမှာမဝါးနားလေးတွေရောက်ပြီကာလာလိုင်းတွေမှာအရန်ကိုမှလာနော်ဆိုရွှဲနေရပဲဒီမှာပြပေးမယ်တေချာအသားလုံးဝအီးဖက်ပြီးတော့လေအရန်ဝတ်ကောင်းတယ်ဒီမှာဒါမျိုးလေးတွေမဝါးနားဘောင်းမီလေးတွေဒီမှာကျုံလှလိုက်တာအီးဆက်နေရပဲနော်ခွားအောင်ဆိုရင်လည်းလုံးဝခွားကောက်လေးနဲ့ချုပ်ထားပေးတယ်ခွားအကြဆိုရင်တော့ဒီမှာလုံးဝခွားကိုကောက်ပြီးတော့ကြာနေမယ်ဘောင်းမီအရှိဆိုရင်တော့3ခွန်3 8 3ကိုပတ်ချလည်းရှိမယ်ပေါ့နော်ဒီမှာကလာလိုင်းလေးတွေလည်းအရန်ကိုမှလာတယ်ပေါ့နော်တစ်ထည်ကို9800ကျန်တဲ့ယူပါဒါမျိုးငါးတဲ့ထုတ်မှဆိုရင်ကာလာအစုံပါမယ်ကာလာလိုင်းလေးကတော့အရန်များတယ်တစ်ထုံနဲ့တစ်ထုပ်ကတော့ကာလာလိုင်းကတော့မတူနိုင်ပါဘူးပေါ့နော်9800ကျက်တဲ့ယူပါငါးတဲ့တွေကနေစပြီးတော့မှာယူလို့ရတယ်ပေါင်ချိန်နဲ့ပြောမယ်ဆိုရင်လေပေါင်ချိန်160 190လောက်က AC ဝစ်မိုဝါနာအီဖက်နေရပဲအတောင်အီဆက်နေရပဲเนาะပြောင်လေးတွေပစ္စည်းလေးတွေထပ်ဝင်ပြီးတစ်ထုံနဲ့တစ်ထုပ်ကလေကာလာလိုင်းလေးတွေကမတူဘူးเนาะဒီမှာကာလာလေးကတော့တစ်ထုပ်မှဆိုရင်တော့အနည်းဆုံး9ရောင်ပါမယ်ဒီမှာကျုံလုံးဝ S တုံကြီးเนาะစိုက်ကြီးလေးချုပ်ထားပေးပါရရှင်ပစ္စည်းလေးထပ်ဝင်ထားပြီးပီနန်ကတော့3အိတ်ရမယ်ဒီမှာ1အိတ်ရမယ်2အိတ်3အိတ်ပီနန်3အိတ်ရပါမယ်ရှင်ကျေးဇူးပါ